好，叔叔爷。မိမရေးတဲ့အပြိုတော့ဝတ်တဲ့ဘောလီတွေရှိလားဆိုရှိတယ်ဗောကိုကတော့ဘာလုံးမှလဲဗောဒါဘယ်ဟုတ်မလို့ဟိုမှာဒါဘာလုံးမဲ့ထင်လဲကဲစဉ်းစားကြည့်ကြအောင်ဓမ္မကျုံတူတမီးကဒူးထောက်ပြီးတော့စုံသွားနေလို့လေးပတ်ထောက်သွားနေလို့ဒူးနာမှာဆိုလို့ကျမဘောလီတွေကိုဖြတ်ပြီးတော့ဒူးကားတယ်ရှင်အမလေးဒူးကဝတ်ပေးဖို့တဲ့ဒါအပြိုတော့ကတော့ဒီလိုဖော်လေးတွေနဲ့ပေါ့နော်ဝတ်တာအခုတော့ဖော်နဲ့ဝတ်လို့မရတော့ဘူးလေအမကြီးတို့တို့ဒူးကလုတ်ပေးနေတာတဲ့မချုပ်နေတာနော်အမကြီးတိုင်းမှာဓာတ်နဲ့လှီးတယ်ကြိတ်တယ်ကကြီးနဲ့ညက်တယ်ချုပ်တယ်လုံနေကြည့်လိုက်ဒူးကတဲ့မပြမယ်ကျမပြမယ်သူချုပ်ထားတာနော်သမီးနဲ့အဖေနဲ့ကတော့ဟုတ်နေမကြည့်မပြမယ်ဟောပြလိုက်ပါဦးဘလို့တွေချုပ်နေရလဲတော့မကျုံကကျုံလို့ကျမဘောလီကိုကကြီးနေမှာညာညက်ဖြတ်ပြီးတော့အကုန်လုံးဒါကျမတိမ့်ထားတာရှင်အပြိုတော့ဘောလီလေးတွေနောက်ပိုင်းကလေးနိုးဖြတ်သွားရင်ကျမပြန်ဝတ်လို့ရတယ်လေသူအဲ့ဒါတွေအကုန်လုံးချုပ်ဖြတ်ပြီးတော့သူရေမြုံပါတဲ့ဟာကိုသူယူပြီးတော့ဒါလောက်တာလို့ဘောလီနင့်ဘောလီမရှိဘူးလားဆိုတော့ကျမကဘာမင်းမသိဘာလုံးဖို့မှမသိဘူးဘယ်ဟုတ်မတော့မကြီးဒူးကြတယ်ရှင်သူသမီးတို့ဖေးတွေကြည်လာတော့မှကြည်နေလိုက်သူသမီးနဲ့သူနဲ့ဘလို့တွေနှစ်ပါးသွားမလဲဆိုတော့ကျမစောင့်ကြည့်အောင်မသူ့ကိုလေဘာလို့လဲကျင်းတော့အားရတယ်ပေါ့ဟုတ်လားအဲ့လိုလားလုတ်ပေးနေရတာဟုတ်လားပြောပါဦးဖေးကြီးရဲ့ကျင်းနေပါတယ်ဒီဘက်ကိုလှည့်ပြောလိုက်ပါဦးကျင်းနေပါတယ်စတင်နေပါပြီလုံနေပြီဒီမှာနော်သူသမီးကိုပြင်ဆင်ပေးနေတာဟုတ်လားဆူဆူကြီးလို့လောက်တာတော့အမေဘော်လီတယောက်သွားပါပြီဟဲ့လောက်တာပါကြည့်ကြဒီတစ်ခုနဲ့ပုံမကြိုက်တော့နောက်တစ်ခုထပ်လို့ရင်တော့အဲ့ဒါဘော်လီအကုန်လုံးကတော့တွေ့ပြီပဲငါအကောင်းစားတွေမှဝယ်ပြစ်မယ်ကြည့်လို့ဟောဒီမှာလုတ်သေးရဘာလဲအဲ့ဒါဒိုက်ပါလဲခေါင်းတော့မတော်လင်းခိုင်းတော့မှကြောက်လို့ရကဲကဲကဲလေခုံဖြစ်သွားပြီဟာကဲရလိုက်ပါဦးကဲဟုတ်တယ်ကွာဖက်ရှင်ပြင်းနေလားကလေးကဖက်ရှင်ပြင်းနေဖြစ်သွားပြီဟဲ့လားဆူရေဆူဖေးလောက်ဝေးတာဖက်ရှင်ပြင်းနေဖြစ်ကုန်ပြီဆူရဲ့ကဲအမကြီးဒီမှာလာကြလာဘူးမကျမဒူကောင်းနဲ့ကွက်တိတော့ပြီတော့ဗောတာခိုးလို့ခုလူကြီးမဖြစ်ဘူးလားဘယ်ဖြစ်မလို့သွားမှ तू အရှိသွားမှ तू အရှိသွားတော့ကြည့်လိုက် तू အရှိသွားမှဒီကောင်မနာတော့ဟမ်းမယ်တဲ့ဒီကောင်မနာတော့အဲ့လိုမျိုးတွေဗျံပရာကြီးလည်းလုတ်တယ်နော်ဗျံပရာကြီးလည်းလုတ်တယ်သူဟောသူရေ